ခုတော့ကျွန်တော်လန်ကာဖာတမခောက်စားတိုက်တော့မယ်ခင်ဗျာရှီးချောက်ပြီးဆိုတော့ကျွန်တော်ဒီခေါင်းကျတော့အပေါ်အောက်ကနေအပေါ်ကိုတိုက်သွားပါမယ်ခင်ဗျာလန်ကာတိုက်တဲ့ခါကျတော့တယောက်နဲ့တယောက်တူခင်မတူပါမယ်ခင်ဗျာဘာကြောင့်လဲဆိုတော့ကြောင့်လည်းတယောက်လုတ်ပုံလုတ်နင်းလုတ်ဟန်လေတိတ်မတူကြပါဘူးခင်ဗျာအတိုင်းမတူကြပါဘူးခင်ဗျာဒါမဲ့လန်ကာတိုက်ခါရင်ကိုကလန်ကာရဲ့အမျိုးသားကိုသုံးနေတဲ့လန်ကာရဲ့အမျိုးသားကိုအရင်ဆုံးဒီဖို့ဒီလာဖို့လိုပါတယ်လန်ကာဖာတမခောက်และဒုတိယခောက်9မိနစ်ခွာပြီးတဲ့ခါကျွန်တော်ဒုတိယခောက်လန်ကာทำมุกတော့မယ်ခင်ဗျာဒီခောက်ကျတော့ကျွန်တော်ကအပေါ်ကနေအောက်ကိုមុတ်ချပါမယ်ခင်ဗျာလက်ငင်းလေးလက်ပပီးလေးတော့လာပါမယ်ခင်ဗျာဒီခောက်ကျတော့လန်ကာကတော့အများစုကနှာခေါင်းပဲមុတ်ပါတယ်ခင်ဗျာပထမခောက်ကျတော့80ခိုင်နှုန်းဒုတိယခောက်ကျမှကျွန်တော်တို့အပြေဝ100ခိုင်နှုန်းមុတ်ပါမယ်ခင်ဗျာကျွန်တော်မုံနူးဟန်ကိုပဲကြည့်ပါခင်ဗျာလူငယ်တွေတဲ့အတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ခင်ဗျာ